မေးလိမေးတာတခါတလေကျတော့ရှိကြတယ်ဖះနဲ့တရားဘယ်ဟာရင်ပေါ်လာတော့ချို့လည်းကြံ့ကြံ့ကောင်းအဲ့လိုပြီးတချို့လည်းဖះနဲ့တရားဘယ်ဟာမြတ်တုံးအောင်ပြီးသေးတယ်အဲ့တော့စဉ်းစားကြည့်ရမှာတော့တရားကျင့်လို့ဖះဖြစ်တာဆိုတော့တရားကတော့ရှိပြီဖះလောင်ကျင့်တဲ့တရားရှိတယ်လေတရားကျင့်လို့တရားထုတရားမြတ်ရသွားတာတရားကျင့်တဲ့တရားကရှိတယ်နောက်တရားထုတရားမြတ်ရတာဟာလည်းပဲဒါမြတ်စွာဘုရားကရတယ်ဆိုတာဟိုဉာဏ်တော်နဲ့သိရှိသွားတော့ပြောတော့တရားဆိုတာကတော့ရှိနေမှာပဲဒီတရားကိုကျင့်မှဘုရားဖြစ်တာကိုအဲ့တော့ဟောတဲ့တရားနဲ့ကျင့်တဲ့တရားနှစ်ခုခွဲတာပဲမြတ်စွာဘုရားလောင်းကျင့်တဲ့တရားကတော့ဘုရားမဖြစ်ခင်လည်းရှိနေတယ်လို့ပြောကျင့်ပြီးလို့ဘုရားဖြစ်သူရောက်တဲ့အခါဟောတဲ့တရားကြတော့ဘုရားဖြစ်ပြီးမှတရားပေါ်တယ်လို့ပြောဒါဖြစ်စဉ်နဲ့ပြောရင်အဲ့လိုပဲပြောကျင့်တဲ့တရားကတော့ငကိုယ်တည်းရှိတယ်ဘာကြောင့်လို့ဆိုရင်ကတ္တဝမြတ်စွာဘုရားလောင်းဒီတရားပဲဒီကဘာမှာပြင့်သွားတဲ့ကကုတ္တနာကောဏကမနာကတ္တဝဒီဘုရားသုံးစုရဲ့တရားတွေလေဒီတရားတွေပဲဟိုတရားတော့ရှိနေကျင့်တဲ့တရားနဲ့ပြောမယ်ဆိုရင်တရားကအရင်ဖြစ်တယ်ပြီးတော့မှဘုရားဟောတရားနဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်တော့မြတ်စွာဘုရားဟောတဲ့ဒေသနာတရားကဘုရားပွင့်ပြီးမှဖြစ်တာသူတို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ဘုရားကိုကိုးဝေတယ်ဆိုတာတော့ဘုရားကဟောမှတရားကိုသိကြရတာဖြစ်တော့ကြောင့်ဘုန်းကြီးတို့တွေဖြစ်အဖို့ပြောမယ်ဆိုရင်ဘုရားကပထမတရားကဒုတိယဒီလိုပဲပြောဘုရားပထမတရားဒုတိယလို့ပဲဒီလိုပဲပြောဘုရားနဲ့တရားဘယ်သူကမြတ်တယ်လဲလို့မေးလို့ရှိရင်နော်ဒီမေးခွန်းနဲ့ပတ်သက်လာလို့ရှိရင်မြတ်စွာဘုရားဟာမြတ်စွာဘုရားသိလို့ဒီတရားကိုဖော်ထုတ်တာကျင့်ကြံကြုတ်ကိုအထုတ်လို့ရမသိဘူးမရဘူးဆိုလို့ရှိရင်ဒီတရားကိုလည်းဟောနိုင်မှာမဟုတ်ဘူးတရားဟာရှိနေတယ်သို့တော့အသိဉာဏ်နဲ့ရောက်လာတော့မှတရားကိုဖော်ထုတ်နိုင်တာဖြစ်တယ်သဘာဝတရားဆိုတော့လောကမှာရှိနေပြီးသားပဲရှိနေပြီးသားဆိုတစ်ဖက်ကပြောရင်ဘယ်သူကမြတ်တုံးဆိုရင်အပြန်အလှန်ဘယ်လိုမြတ်တာကိုမေးပြောမလဲမြင့်မြတ်တယ်ဆိုတဲ့နေရာမှာတစ်ဖက်ကပြောမယ်ဆိုရင်တရားကြောင့်ဘုရားဖြစ်ရတယ်ဘုရားဖြစ်လို့တရားကိုခေါ်တယ်ဆိုရင်အပြန်အလှန်သဘောရှိတယ်နော်မြတ်စွာဘုရားကိုယ်တိုင်ကလည်းသိတဲ့တရားတော်ကိုအလေးထားတယ်ဘုရားဖြစ်စားကစဉ်းစားတယ်လောကမှာငါးတဲ့မြတ်တဲ့ပုဂ္ဂိုလ်ရှိသလားသီလသမာဓိပညာအပြင်မြတ်တဲ့ပုဂ္ဂိုလ်ရှိသလားလို့စဉ်းစားတဲ့အခါတလောကလုံးလူတွေတင်ကြည့်တာမဟုတ်ဘူးလူတွေတဲ့ဆင့်မြင့်တဲ့နတ်တိပြမာတွေထဲမှာပဲကြည့်လိုက်လောကကြီးတစ်ခုလုံးတတ္တလောကကြီးတစ်ခုလုံးကိုကြည့်လိုက်တဲ့အခါကောင်းကင်ကပြမာကြီးတောင်ဘုရားရဲ့သီလကိုမမိချအောင်တမာရီလည်းမမိဘူးပညာလည်းမမိဘူးအဲ့တော့ဘုရားရဲ့သာတဲ့ပုဂ္ဂိုလ်ဆိုတာမရှိသည့်အတွက်ကြောင့်လောကမှာတစ်ခုခုကိုအလေးမပြုဘဲနဲ့နေတာဟာမကောင်းဘူးအလေးပြုရမယ်ဘာကိုအလေးပြုရမလဲဆိုငါသိတဲ့တရားကိုပဲအလေးပြုမယ်ဆိုပြီးမြတ်စွာဘုရားတရားကိုအလေးပြုပြီးတော့နေတယ်နော်တရားကိုအလေးပြုပြီးတော့နေတယ်ဘုရားနဲ့တရားသည်ဘုရားတရားကျင့်လို့ဘုရားဖြစ်တယ်ဘုရားဖြစ်လို့တရားကိုသိတယ်ဒီလိုပဲပြောရမှာမြတ်စွာဘုရားကတရားကိုအလေးပြုတယ်ပူဇော်တယ်ဝိသုဒ္ဓကရုဏာဉာဏံဗုဒ္ဓံတံဗုဒ္ဓပုစိတံဆိုတဲ့တိဃာယောကျမ်းရဲ့ပဏာမမှာဓမ္မကိုပြောတဲ့အခါကျဝိသုဒ္ဓကရုဏာဉာဏံဗုဒ္ဓံတံဗုဒ္ဓပုစိတံဘုရားတွေပူဇော်တဲ့တရား
မြတ်စွာဘုရားလေးတက်ထားတဲ့တရားအဲ့တော့အပြန်လှန်မယ်မြတ်စွာဘုရားဘယ်သူကမြတ်တယ်ဘယ်ဝါမြတ်တယ်လို့ပြောကြအကြောင်းမရှိဘူးပေါ့နော်